啊，你帮我。哎呀，我操！弄我。哎，哪里不是？不是你哪去了？你路没那里头，哎，那不在有点拉到哪去？哦，你我去。那么神来个？对。说哪有的嘛？过这两把说哪里？没讲你弄俺弄了，俺没来。我走不了。哎呀，呀呀，走，走，走，好，你妈的！ကိုလူတက်လိုက်ပြီကိုလူတက်လိုက်ပြီ ဟုတ်တယ်ဒီလူတွေကမိုက်ကြိုင်လို့နေညီမလေးရဲ့အဲကြောင့်အကိုလည်းစိတ်မထိန်နိုင်လို့အကိုလူတက်မိပြီမလေးအကိုရဖမ်းမခံနိုင်ဘူးအဲကြောင့်မို့လေကိုကြီးမရှိတဲ့အချိန်မှာအမေကိုပြုစုဆောက်ရှောက်လိုက်နော်ညီမလေးတော့ မင်းကိုစောက်ရှောက်ရတော့ဟုတ်ပါပြီကိုဒါဆိုကိုဝရမ်းဖြစ်ပြီပေါ့ ဒီလူတွေတက်နေကိုကြီးကဖမ်းမခံနိုင်ဘူးကိုကြီးကိုဟန်ပြဖြစ်နေပါစေညီမလေးရဲ့အချိန်မရှိဘူးနော်အမေတို့တော့ပြုစုဆောက်လိုက်နော်ညီမလေး ကိုမတော် ညီမလေးရဲ့ကိုအချိန်မရှိတော့နော်ညီမလေး အမေဘာပြောလဲ အမေကိုပြောစမ်း ကိုကြီးလေ ကိုကြီးဘာဖြစ်လဲပြော ချက်ကြီးတို့ခွဲတမီးကိုဆဲလာရင်လာလို့တော့ကိုကြီးရောက်လာပြီသူတို့နဲ့ထိုးချကြိတ်ကြရဲ့အမေသူတို့ခွဲရလူတယောက်ကကိုကြီးကိုဓာတ်နဲ့ထိုးမလို့တော့ကိုကြီးကအဲ့ဓာတ်ကိုပြန်လူပြီးအဲ့လူပြန်ထိုးလိုက်တယ်ချက်ကြီးတို့ခွဲလည်းထွက်ပြေးသွားကြပြီကိုကြီးကလည်းဖက်မကန်နိုင်ဘူးတဲ့တမီးကိုလည်းမှားသွားတယ်အမေကိုပြုစုဆောက်ရှောက်လိုက်ပါ
Giovanni andare, Giovanni. Ma canzone. Guarami. 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 Ha. Bebe ya. Mẹ đừng có lời bài ông nào vậy? Mẹ ngáo này này là rồi mẹ mà tiền ngáo. Mẹ ngáo sao lại? Thôi thôi. Thôi. ဒီမှာဒီကောင်လေးပြောသလိုမင်းလူတက်လာတယ်ဆိုဟုတ်တယ်မင်းပြောတိုင်းငါယုံရမှာ ဒါတော့ကျွန်တော်မတက်နိုင်ဘူး ဟာပြတ်သားလာလားကွာဟေးကြိုက်သွားပြီနေစမ်းမအောင်မင်းဘာလုပ်ဖို့စိတ်ကူးထား အခုအချိန်မှာကျွန်တော်အတွက်နေဖို့စားဖို့ရရင်ကျွန်တော်ဘာမှမဆိုလှုပ်နိုင်တယ် ကြိုက်သွားပြီကွာကြိုက်သွားပြီနေစမ်းမအောင်မင်းကလူတက်လာတဲ့ကောင်ဆိုတော့မင်းရဲ့အရေးချင်းကိုငါစမ်းကြည့်ချင်တယ် မရှုံးရင်စမ်းကြည့်လိုက်ပြီ သမီးလေးလေအပြင်မှာထွက်ပြီးအလုပ်လုပ်ရတာတစ်မျိုးအမေကိုပြုစုရတာတစ်မျိုးနဲ့ပြင်မလာပါပြီကွယ် ပင်မမအောင်အမေရဲ့အမေကိုပြုစုရမယ်အချိန်ရောက်လို့တမီးပြုစုရတာဝင်းတောင်းတာသေးအမေသာနေကောင်းနေနော် သာဓုပါကွယ် ထားရီလေထားရီဟောမိုးစပဲလာလေ အကြီးလေးနေကောင်းရဲ့လား အေးနေကောင်းတယ်လို့ပဲပြောရမှာပေါ့ကွယ် အမေကမိဝပါလာတဲ့ဒီသွေးစည်းလေးကိုအကြီးလေးကိုပေးခိုင်းလိုက်လို့ အော်အေးဒီအမေကိုပြောလိုက်ပါကွယ်ကြီးလေးကကျေးဇူးတင်ပါတယ် ကျေးဇူးတင်စရာမလိုပါဘူးကြီးလေးရဲ့အကြီးလေးတို့မိသားစုနဲ့သမီးတို့မိသားစုကကျေးဇူးတင်စကားပြောရမယ့်လူတွေမှမဟုတ်တာအကြီးလေးမှလိုအပ်တာရှိရင်သမီးကိုပြောနော်အာမနာနဲ့သမီးတက်နိုင်တွေအကြီးလေးကိုလုပ်ပေးပါမယ် အေးကွယ်သာဓုငါသမီးလေးမိုးစပယ်ဟာအကြီးလေးနေမကောင်းနိုင်မကြခဏလာပြီးပြုစုနေတော့အကြီးလေးကလေဟောဒီကမိုးစပယ်သမီးလေးကိုအော်နာလာပါပြီကွယ် ဟုတ်တယ်မိုးစပဲရဲ့ငါမရှိုံနဲ့အမေကိုလာပြီးပြုစုဆောင်ရှောက်တာငါနဲ့ကိုကျေးဇူးလက်တင်နေအားလဲနာတဲ့တငယ်ချင်းရဲ့ အားလာဆရာမလိုပါဘူးခဲမင်းတို့ငါတို့ကငငယ်လေးတွေအတူတူကြီးပြင်းလာခဲ့ပြီးတော့တရွာလည်းနေတည်ရဲတောက်ပြီးတော့တယောက်ခက်ခဲကိုတယောက်ကကူညီရမှာပေါ့အကြီးလေးလိုအပ်တာရှိရင်သမီးကိုပြောနော်ဘာမှအားနာဆရာမလိုဘူး အေးကွယ်သာဓု ဟ
ဆိုင်ကျွေးပါသူ့အိမ်ထဲကပစ္စည်းတွေအကုန်ရခဲ့သူ့လက်ထဲရွှေလက်ဆိုပြီးတော့ချုပ်မပေးဟဲ့ရကိုအဲ့ဒါဆိုချုပ်ကိုကြီးမလို့ပါလားကျွန်တော်ငငယ်လေးကျွန်တော်ပြန်လေးကိုကျွန်တော်ခမဲပေးခဲ့တာများမလို့ပါနဲ့ဟဲ့ရထွေးမောက်ဆိုတဲ့ကောင်ကခမဲတွေကနားမလဲဘူးမင်းချုပ်တော့ချုပ်ပါမလို့ပါဘူးရဟိုမလို့ပါလေချုပ်မလို့ပါဘူးရမလို့ပါဘူးရဟဲ့ဘယ်မှာကြောင်းမင်းတို့သိတယ်နော်ဘယ်မှာတောင်းလို့အတားတကြီးမပေးမင်းတို့တိုက်ရှာတော့အဲ့ဒါနတ်စီပေါ်ပြလိုက်မှာကြားလားကြားလေအားကြောင့်ဟေးကြောင်းမင်းတို့ကဗဒနာဆိုတာအဲ့ဒါပဲဟာလူကဘာမှမလုပ်ဘူးမလုပ်တော့ပါနဲ့အဖကျမကြီးကောင်းနေလေမဟုတ်ပါဘူးကွာဟိုခမရစီမှာမဆာကရှေတူငွေစားစုထားတယ်ဆိုတာကြောက်တော့သိတယ်အဖမနဲ့ထုတ်အခုချက်ချင်းထုတ်သူကကျမကြီးမှမကောင်းတာဘယ်လိုလုပ်နေနေတိုင်းမလုပ်နိုင်ပါဘူးအာကလေးကြောက်ကြည့်ဝင်ခမထုတ်တော့ဗျာထုတ်တော့ဆုံးမပဲခင်ဗျာကြောက်လို့မရဘူးလားတက်ကြရမယ်နော်ဒီတော့အောင်နေမှာပြောဖို့ပြားပြီဒီလိုကမရဘူးဆိုတော့ဟာအတက်ကူမင်းလက်ချင်နေမတင်နဲ့အစ်တီအိုပါရှာလို့ရပါတယ်မင်းတို့ယူတော့စကားစီရများတော့呀！放了他！ငါထင်တာထက်တော့လက်စောင်းထက်နေပါလားကွာဟဲ့ဟုတ်ထွေးမောင်ဆိုတဲ့ကောင်ကမရင်သူများတဲ့ကြော်မရမှာကျင်တတ်တာကြိုက်သွားပြီကွာကြိုက်သွားပြီဒီမှာထွေးမောင်အခုချိန်ရစပြီမင်းဟာငါရဲ့ညာလေုံဖြစ်သွားပြီဟဲ့ဟိုလေသဘောတူကြလားဒီမှာလားဆရာကြီးမင်းတို့ဘာပြောကြလဲပြောကြပါပြောကြပါအေးဘယ်တော့နာကြတော့ကြားရတဲ့သတင်းစကားကတော့စိတ်မကောင်းစရာပဲဗျဒီဗျာကျုပ်တို့ရွာသားထွေးမောင်ကဝရံပြီးဘွားကနေပြီးလူဆိုးဓမြကြီးဖြစ်သွားရတယ်လို့ကျုပ်တို့ရွာသိခါကြတာပေါ့ဗျာမှန်တော့ဘို့ကျုပ်လည်းအံ့ဩနေတယ်ဒီကလေးဒီလောက်အေးဒီလောက်ရိုးတဲ့ကလေးကခါလဲလူဆိုးဓမြကြီးဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဗျာအံ့ဩနေယုံနိုင်စရာမရှိဘူးတကြီးရဲ့တကြီးလည်းသိတဲ့အတိုင်းပဲဒါရင်ဘယ်ကအောင်မလဲဗျဝရံပြီးဘွားကနေဓမြဘွားကနေအခုလူသက်ရက်ဆက်ကြမ်းကြုတ်တဲ့ဘွားကြီးဆိုတော့ဒီဗျာဒီကလေးရဲ့အကြောင်းရင်နဲ့မကောင်းစရာကြီးဗျာမှန်ပါဘူးအေးဗျာရွာသိကတော့ထိခိုက်ကြပါခဏလာအမေပြင်ရှက်လိုက်တာတမီးရဲ့
အမေတို့မျိုးရိုးတဲမှာလေတကူဓမြဝရမင်းဆိုတာမရှိခဲ့ပါဘူးတင်းကြမှာတကူဓမြဝရမင်းဖြစ်ရတယ်လို့အမေတို့လေယူကျုံးမရဖြစ်မိပါတယ်သမီးရဲ့လူတွေကိုတတ်လိုက်တာမိုးနေတာပဲတဲ့အမေအဲ့ဒီတည်င်းကိုကြားတော့စိတ်မချမ်းသာဘူးသမီးရဲ့အမေတို့မျိုးရိုးပုံတိတ်ခါကြတာပေါ့ဟုတ်တယ်အမေကိုကြီးဒီလောက်စိုးတာမိုက်မဲသွားလိမ့်မယ်လို့သမီးမထင်ခဲ့မိဘူးလူတွေတတ်တယ်ဆိုတဲ့တဲ့ကိုကြားရတော့သမီးကနားကိုတော့မယုံရွာထဲမှာသမီးဘယ်လိုမျက်နှာပြမှာလဲအမေထွေးမမင်းရဲ့လောက်ရက်တည်းတို့သားအမိရွာထဲမှာမျက်နှာမပြရဲတော့အောင်ဖြစ်နေပြီဆိုတာမင်းသိရလားဟမ်ငါပါတော့မှာရှက်နေရှက်တယ်ဒီသားလူမိုက်ကြီးအတွက်ဟမ်ပိုက်ခါကြတယ်ပိုက်ခါကြမေသားလူစိုးလူမိုက်တယောက်အတွက်နဲ့အဲ့လောက်စိတ်ဆင်းရဲမခံပါနဲ့ကိုကျမ်းမရိုကိုကယူဆိုင်ပါမေသမီးနားမှာသမီးတယောက်လုံးရှိရဲဆိုတော့အမေသိပါအမေကိုသမီးကျွေးမွေးပြစုစောင့်ရှောက်မှာပေါ့အမေရဲ့သမီး哦，毛白兔，没来没说了，啥里巴里就业嘛不挂，他们俺来里巴里呢就套路也嘛不。ကျွန်တော်လည်းဦးလေးအံ့ဩတော့အောင်လို့စာမရေးတာပါကျွန်တော်စာရေးလိုက်လို့ရှိရင်ဦးလေးကအကျိုးဖို့လုံးမာနဲ့ဦးလေးပြင်ပန်းမှာဆိုလို့ကျွန်တော်စာမရေးတာပါဒါနဲ့နေပါဦးမင်းကျမ်းမာရေးမှုသင်တန်းတက်ထားတာပြီးပလားဟုတ်ကဲ့ပြီးသွားပါပြီဦးလေးဒါနဲ့မင်းကျမ်းမာရေးမှုသင်တန်းပြီးသွားပြီဆိုတော့ဘယ်မှာတာဝန်ထမ်းဆောင်မယ်လို့ရည်ရွယ်ထားကျွန်တော်ကတော့မဖွင့်ပြိုးသေးတဲ့ကြီးလက်ဒေသတွေမှာတာဝန်ထမ်းဆောင်ကိုစိတ်ကူးထားတယ်ဦးလေးရဲ့ပေါက်လိုက်တာကွာငါ့လူစိတ်ထားကတော့မုံမြတ်ပါပဲအေးမင်းဖေနဲ့အမေရွှေစင်တောင်းစင်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာမြို့ဝဆရာတော်ဘုရားအဆက်အသွယ်နဲ့ဘုန်းကြီးကျောင်းမှာနေပြီးတော့အထက်တန်းကျောင်းကိုတက်စီခဲ့တာအခုတော့ငါရည်ရည်ချက်တွေအောင်မြင်ပြီပေါ့ကွာကျွန်တော်လည်းဦးလေးတန်ဖိုးထားတဲ့ငွေဒီအလဟတ်မဖြစ်အောင်လို့ကျွန်တော်လည်းပညာရေးစူးစမ်းသင်ယူခဲ့တယ်အခုဆိုရင်ဦးလေးလိုချင်တဲ့အဆင့်ကြီးကျွန်တော်ရောက်ခဲ့ပြီဝင်သားတယ်ကွာဝင်သားတယ်ငါတူကြီးလည်းပြင်မလာတယ်ရေမိုးချိုအနားကြီးလိုက်အောင်ကွာဟုတ်ကဲ့ဦးလေးအေးဖြစ်သွားလို့လေကျွန်တော်ဘာကူညီပေးရမလဲဒီမျိုးမထင်ပါနဲ့ကျွန်တော်ဒီရွာတကြီးတူပိုင်ထုံးမှာကျွန်တော်ကျမ်းမာရေးမှုတယောက်ပါခြေတော့လေးဘာဖြစ်သွားလဲမသိဘူးကျွန်တော်တစ်ချက်လောက်ကြည့်ပြရစီအစ်စ်လွယ်သွားတယ်တူတယ်ဟုတ်တယ်ကျွန်တော်တကြီးကိုခေါ်သွားပြီးတော့ဆေးတဲ့ပတ်တီးစီးပြီးတော့ကျွန်တော်ပြီးပြန်လိုက်ပို့ပေးမယ်လေဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်လက်မောင်းတစ်ခါပြန်လာနေဘာမှမစိုးရိမ်ပါနဲ့အသက်ကြီးပြီဆိုတော့သွေးအားနည်းနည်းကျနေလို့ပါကျွန်တော်ဆေးတစ်လုံးထိုးပေးခဲ့မယ်နော်ဟောညီမလေးကလည်းအမေကိုဆေးတိုက်ဖို့မမိနဲ့နော်ဟုတ်ကဲ့ပါဆရာမိုးစပယ်ညငါကျေးဇူးရမ်းတင်နေဟာဆရာလေးကိုခေါ်လာတဲ့အတွက်လည်းညငါကျေးဇူးရမ်းကိုတင်နေဟာအမလေးထားကြီးရဲ့နင်တို့မိသားစုနဲ့ငါနဲ့ကြားမှာကျေးဇူးတင်ကြလူသေးလို့လားဆရာလေးကလည်းငါတို့ရွာရဲ့တကြီးရဲ့တူပဲလေဆရာလေးကိုကျမ်းမာရေးမှန်မှန်သိလို့အရေးလေးနေမကောင်းဆိုလို့ငါခေါ်လာပေးတာပါဆရာကြီး
Jan the boss community. Just some showdown. I mean, to chase out the money. See, I ရပါတယ်မေရဲ့ကျွန်တော်တို့ကျမ်းမာရေးဝန်ထမ်းတွေကဘယ်သူမှဆိုကြောသားရင်သားမခွဲကြပဲစီနီရတာပါ အကြီးလေးဘာမှအာမနာနဲ့နော်ဆရာလေးကသဘောကောင်းပါတယ်ထားရည်ဆရာလေးစီးထိုးဖို့ရင်းနှီးစုံလေးတွားယူပေးပါအောင် မိုးစပယ်ရေ ဟဲ့ထားရည်လာပါပြီအိမ်ထဲဝင်လေ အိုးတငယ်ကြီးရွာထဲမှာကိစ္စတစ်ခုရှိလို့သွားအောင်မယ်မင်းကိုမေးစရာတစ်ခုရှိတယ် ပြောပါကောင်းပါဘာမေးမလို့လား မြို့လာတဲ့ကျမ်းမာရေးမှုလေးကိုပိုင်ထောကအရန်သဘောကောင်းတယ်နော်သွေးမကြည့်တတ်ဘူးနင်အိမ်ခေါ်လာလို့အမေကိုစိတ်ကူပေးတာအမေတော့တော်တော်တက်တာသွားပြီဟာ အေးအဲ့တကြီးသူကိုပိုင်ထွန်းအလွန်သဘောကောင်းတဲ့ခေပညာတဲ့လူငယ်တစ်ယောက်ပါနေမေတွေမကပါဘူးဟာတရားလုံးမှာရှိရဲ့နေမကောင်းတဲ့လူတွေအကုန်လုံးသူခုပေးနေကြပဲလေအဲ့ဒါကြောင့်လဲရွာထဲကလူတော်တော်များများသူ့ကိုခင်နေကြပြီလေ ရွာထဲကလူတွေကခင်နေကြတာအရေးမကြီးဘူးရွာထဲကလူတွေကပြောနေကြတာအရေးကြီးတယ်နော် ဟဲ့ဘာတွေပြောနေကြလို့လဲ ဒါနဲ့နင်နဲ့ကျမ်းမာရေးမှုလေးအခြေအနေဘယ်လိုလဲ ဟဲ့သူနဲ့ငါနဲ့ရိုးသားသားပါဟာသူကခင်ဖို့ကောင်းတယ်ရိုးသားသားနဲ့ပွပွနေနေလည်းရှိတယ်ဒါပေမဲ့ငါလူတော်သူတယောက်ကိုသူကလည်းစိတ်ကူးရောက်ထဲမှာမဟုတ်ပါဘူးဟာ ကဲလို့သူ့ဘက်ကနင်ကိုတောင်းဆိုလာရင်ရောနင်ဘယ်လိုဖြေပေးမှာလဲ အေးလေနေလည်းမိန်းကလေးတယောက်ပဲဟာကိုပိုင်ထုံးလို့အရေးချင်းရှိတဲ့ယောက်ျားတယောက်ကိုဘသူကညှင်းနိုင်ပါလဲငါဘာတွေပြောနေမှမသိတော့ကောင်းမှဘာမှလည်းမသိ ကောင်းမှဖြစ်သွားပါ့ မေဟေးဒါလေးသမီးပြောနေတဲ့ကိုပိုင်ထုံးနဲ့ อ๋อဟုတ်လားမန်ပိုင်ထွန်းကြောင်းကတော့လေတမီးလေးကခဏခဏပြောပြလို့တော်လေးလည်းတိတိလောက်တိတာပေါ့ကွယ်အေးပေါ့လေအတော်တို့ရွာမှာနေနေတွေ့ရတော့ဘာမှအားမနေဘူးသိလားတော်တို့အိမ်ကိုလည်းလေမိသားစုကိုဝင်နေထွက်နိုင်ပါလေ ကျေးဇူးတင်ပါတယ်တော်တော်ကျွန်တော်ဒီရွာမှာရှိနေကြတရားလုံးကကျွန်တော်ကိုရင်းရင်းနှီးနှီးဆက်ဆံတာသိရတော့ကျွန်တော်ဝမ်းသာမိတယ် အေးဆရာလေးလို့သဘောကောင်းတဲ့သူဆိုတော့တရားလုံးကခင်ကြမှာပေါ့ ကျေးဇူးတင်ပါတယ်တော်လေးကျွန်တော်ပြန်ပြီးပြီနော် ဩအေးအေးအေး ဘုရားပဲပြန်လိုက်အောင်မယ်နော် ဟုတ်ကဲ့ပါ မကွာကျွန်း ဟုတ်ကဲ့ဦးလေး မင်းနဲ့ဒိုးရွာတွေကမိုးစပယ်ဆိုတဲ့ကောင်မလေးနဲ့တွဲသွားတွဲလာနေအရက်ကြီးကတော်တော်ပြောနေကြဘယ်လိုလဲ ဒါတော့ဦးလေးသူ့ဘက်ကတော့ကျွန်တော်ပေါ်ရိုးရိုးသားသားပဲဗျ မင်းအောင် ကျွန်တော်ကတော့သူ့ကိုစိတ်ဝင်စားနေပြီ ယောက်ျားပဲကွာဒီမှာမိုးစပယ်ဘက်ကတာမင်းမြစ်တာတောင်းခံလိုက်မင်းဘက်ကအဖြူအမဲသိရရင်ဦးလေးကမိဘဝတရားအရာမင်းကိုတောင်းရန်ပေးမှာပေါ့ကွာ ဦးလေးတကယ်ပြောတာနော် နဲ့ကဲ ဒါတော့ဦးလေးကိုချစ်တာ အမလေးမလေးခေါင်းငါပါ သူမိုးစပဲစကားခေါ်တော့ပြော အမလီကိုပိုင်ထုံးရန်အထူးဆန်းလို့ငါပြောစရာရှိလို့လားပြောလေ မိုးစပဲကိုပိုင်ထုံချစ်နေပြီ ရှင် မိုးစပဲကိုပိုင်ထုံဆေးဆိုးသွားတယ် ကိုပိုင်ထုံးဟာယောက်ျားပြီးသားပြီးရည်ချင်းရှိရဲ့လူတစ်ယောက်ဆိုတော့ဘယ်မိန်းကလေးမှလည်းညှင်းပြနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့မိုးစပယ်ကမိန်းကလေးတစ်ယောက်ဆိုတော့ ဒါလည်းမိုးစပဲဖြီးပြရမှာခတ်နေပြီ
မိုးဆွဲမှာအမေရှိပါတယ် ဘယ်နဲ့သဘောပေါက်ပါလဲ အဲ့ဒါဆိုမိုးဆွဲကိုသွားကြမယ်နော် အခုလောက်ဆိုရင်ရွာမှာအမေနဲ့ညီမလေးတို့ဘယ်လိုနေကြထိုင်ကြလဲမသိဘူးညီမလေးကနားလည်းတိတ်တက်ပါတယ်အမေကတော့လှုပ်ကြွတဲ့မှုပြုတ်မှသိကြတယ်မိုးစပယ်ငါလည်းချစ်တဲ့နှလုံးသားနဲ့ပါနေ့ကငါဖွင့်ပြောမယ်နေမှာပဲရံပြီးဘဝကိုရှောက်ခဲ့ရတယ်ရံပြီးဘဝနဲ့တနတ်ဘဝကိုရှောက်ခဲ့တဲ့နေ့မှာအတရင်တွေကြားပြီးနေကောက်မုံမိမှာပဲတော့ငါတော့အခုချိန်နေ့ကိုတတိယတန်းတာစေပါဆရာကြောက်ဘာလို့လဲ မနေ့ကကျွန်တော်ဆရာကြီးစရင်းနာထွက်ခိုင်းလို့ဖတ်သွားတာကဆရာရောက်ကျွန်တော်ရောက်ခဲ့တယ်အဲ့ဒီမှာမိုးစပယ်ဆိုတဲ့ကောင်းမလေးနဲ့မြို့ကရောက်လာတဲ့ကြားမရင်မှုဆိုတာဘာလာမသိပါဘူးဗျာအဲ့ဒါမင်္ဂလာပွဲရှိတယ်လို့ကျွန်တော်သတင်းရတယ်ဆရာ ဟဲ့အဲ့ဒီတရင်အတိအကျပဲလား သိကြတယ်ဆရာ ဒါဆိုရင်မနေ့ကမင်္ဂလာပွဲသွားဖို့ပြီးတော့အားလုံးဆင်းနေပြင်လာ ဟုတ်ကဲ့ဆရာ မင်္ဂလာတဲ့စိန်ကြီးတီးတီးမင်္ဂလာလို့ဆိုတယ်မကောင်းမှုကိုပြဖြတ်ပြီးကောင်းမှုကိုလုပ်ချင်းပြီးမင်္ဂလာလို့ဆိုပါတယ်အာဝါဟဝိဝါဟမိန်းကလေးအိမ်မှာယောက်ျားလေးကလိုက်၍မင်္ဂလာဆောင်ခြင်းသည်မင်္ဂလာပြုခြင်းသည်ဝိဟာဟမင်္ဂလာလို့ဆိုပါတယ်ရောက်တော့စတုံးပါမြဲထုံယောက်ျားလေးအိမ်မှာပြန်ပြီးဆောင်ခြင်းသည်အာဝါဟမင်္ဂလာသည်မိန်းကလေးအိမ်ကိုလိုက်၍ဘဒိုးသားဖြစ်တဲ့ယောက်ျားလေးကမင်္ဂလာပြုခြင်းသည်အာဝါဟမင်္ဂလာလို့ဆိုပါတယ်မင်္ဂလာဇုံးကိုကျွေးမွေးပြီးယံမီယဖများနဲ့ဆရာတော်ဘုရားကြီးရဲ့ဩဝါဒအဆုံးအမကိုခံယူပြီးဘုတော်တော်မြတ်မုံအိမ်မှာလူကြီးမိဘများကိုလက်ဖေးချမ်းနဲ့မိယုဖလာလက်ဖက်နဲ့အခါကျွေးမွေးပြီးဟာဒီကကျွန်တော်ရဲ့ဒူသားလေးဖြစ်တဲ့ကျမ်းမာရေးမူလေးမောင်ပိုင်ထွန်းနဲ့သမီးကလေးမိုးစပယ်တို့ပစိုးတန်းတဲ့အကျဉ်လင်မရအဖြစ်ယမီယဖများကအတိအမှပြုပြီးအသက်ရာကျော်ရှည်၍အိုမင်းအောင်ကောင်းပါစေလို့ဆုမွန်ကောင်းတောင်းပေးပါလေကွယ်ဒီလိုစနေပြေပါရာသက်ပံရိုးမြေကြပေါင်းပါပြီးကျမ်းညမ်းမှာချမ်းချမ်းသာသာနဲ့အသက်ရာကျော်ရှည်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါလေခင်ဗျာ မရလဲအားတို့ကလေးတို့ချစ်ချစ်ခင်ခင်ချစ်ချစ်နာနာနဲ့ကိုအောင်မင်းအောင်ပေါင်းရပါစေလို့အမေကလည်းဆက်ပြီးဆုတောင်းပြရတယ်
တိုက်ကြီးကိုပါတိုက်ရဲ့ကဲဥပတိုက်ကရော မမြတ်မောင်ကတော့သမီးရတနာအတွက်စေးသွားရပြီပေါ့ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ သမီးလေးကဒီနေ့ကစားပြီးအဲ့လိုတွေကဖြစ်သွားပြီဆိုတော့မင်းလေးပြည်သားသွားနဲ့ချိန်နေပြုတ်ရင်းမှာတော့အဲ့တော့ကောင်ကဆက်ဆက်ရစဉ်းစားကြည့်ပြီးတော့ဟုတ်ကဲ့ပါဘူးသမီးကတော့စီစီရပါဘူးအဲ့မောင်ပိုင်တော့အမေရဲ့သမီးလေးကဦးလေးတော့သမီးဆိုတော့အနေကျန်နှွေးစီလေးဆွတ်တတ်တာပေါ့လေအဲ့ဒါလေးတော့သိခံနေပါနော် ရပါတယ်မေကျွန်တော်လည်းသိခံတတ်ပါတယ်ကျင်းလင်းများဖြစ်သွားပြီဆိုတော့ကိုကြီးသိခံရမှာပေါ့ မမွန်ကြီးဒီအတွက်တော့ဘာမှမကူနဲ့ကျုပ်တူသားလေးကလိမ္မာရေးချရှိပြီးသားပါကျုပ်တူသားလေးအတွက်ကျုပ်ကမှတာဝန်ယူပါတယ်ခင်ဗျာဒါနဲ့ကလေးတွေနေထိုင်ရေးကိစ္စကဘယ်လိုလုပ်ကြမှာ တကြီးရဲ့အသက်လည်းကြီးပြီးရက်မိရက်ဖလို့ဖြစ်နေတော့တကြီးကိုယ်တိုင်ကပဲကောင်းတယ်လို့စီစဉ်တာပေါ့ ကောင်းပါပြီလားကောင်းပါကျုပ်စီရင်ရမယ်ဆိုရင်တော့သရုံးရှိတယ်မဟုတ်လားယထာအလျံမိလျံဟိုမင်းမျိုးတောင်ညာတဲ့အဲ့ဒီကမိမ့်မှများပြီးပူပြီးတော့ယောက်ျားရှိမှတင့်တယ်အဲ့တော့တော်မြတ်မွန်တို့ကမိန်းမသားတွေဆိုတော့ကျုပ်ကူလေးတော်မြတ်မွန်တို့အိမ်မှာထားမယ်ဆိုရင်အားကိုးလဲရတာဗောမဟုတ်လားโอ้พี่ถูกเข้านี่ล่ะแกซาจะต้องเจ้าอ๋อแกนี่ลูกมาเย็นด้วยนี่ครับซาจะซาဟိုမင်းငေါ့ဒါလေးကလေးအေးပေါ့ဗျာမိတ်ဆွေဟောင်းနေတွေ့ချင်လို့ခဲ့တာ။အိုးအဲ့ဒါဆိုလို့ရှိရင်လေရောက်တော့လူလေးอ่ะအခုအိမ်လေပြန်ပြီးခင်းပြီးစားတော့စားမှာပေါ့ကိုဘိုးချက်ရပြီးတော့လေကိုဘိုးချက်ကိုကျွေးမိရစအောင်ပါကိုဘိုးချက်ကျွန်တော်ကြည့်ပါအောင်ဗျာကိုဘိုးချက်ကြောင့်ရခဲ့တဲ့အဆောင်အယောင်လေးအဲ့အတွက်ကျွန်တော်ကျွေးမိရစအောင်ပါဖြစ်တော့တောင်းပါလေဟုတ်ဘူးမဟုတ်ဘူးကြောက်နေမလားဝါကြီးအဲ့တော့ငါမရစပါနဲ့ကြီးอ่ะငါတောင်းပါမယ်ကြီးနော်တောင်းပါမယ်ကြီးထင်နော်အေးပေါ့ဗျာတကြင်တစ်ခါမားခဲ့တယ်ဆိုတော့ကိုကိုချက်ယူဟုတ်လားကိုဘောချက်我在怎么样的文明的主角？我在怎么样的文明的主角？我讲。就吹嘛，
တစ်ချိန်ကဒီရွာမှာလူရိုးလူအားနဲ့နိုင်ငံဘဝနေခဲ့ရတယ်ထွေးမှောင်ပါဒါပေမဲ့အခုလာတာကျုပ်ရွာကိုဒုက္ခပေးဖို့မဟုတ်ကျုပ်ညဆိုပစ္စည်းတစ်ခုကိုဘယ်ချင်လို့ရှိပါမင်းဖာလို့ရလို့ကျုပ်ရှင်ထဲမှာတက်တဲ့ချစ်ခဲ့ရတယ်မိုးစပယ်ကိုကျုပ်လာခေါ်တာမိုးစပယ်လင်္ကာနဲ့လိုက်ခဲ့မလာဘူးဟဲ့မောင်နော်နေလေလူစိုးလူမဲ့ဒီဘာကြီးတက်လို့မလို့လားဟုတ်တယ်ကွာထွေးမောင်ကမိုးစပယ်တို့ခုပဲမင်္ဂလာပွဲပြီးသွားရုံမရှိသေးတယ်ဟုတ်ပါတယ်မောင်တို့မောင်လေတို့ရဲ့သမီးလေးကိုဒီနေ့ပဲအနံရစာပြုတ်ပြလိုက်တာကွယ်သားရဲ့စိုးရမက်ခဲ့လာတယ်သင်မုန်းချလိုက်ပါတော့သားရဲ့မိုးစပယ်ကလေအခုပဲလူကြီးကြီးပါလေသဘောတူလို့လက်ကတည်းကပေးပြီးပြီခွဲဟုတ်ပါတယ်ကွယ်ကိုကြီးစမမိုက်ချင်ပါနဲ့တော့ကိုကြီးနော်ကိုကြီး အမေနဲ့ဒီမှာကျုပ်ကိုခွင့်တော့ပါအားလုံးကျုပ်ကိုခွင့်တော့ကြဒီအချိန်မှာကျုပ်ဘာမှမသိဘူးကျုပ်သိတာကျုပ်ဆိုတဲ့ကောင်ကမိုက်ရသူများနဲ့ပုံမိုက်တယ်ဟုတ်တယ်မင်းငါနဲ့လိုက်ခဲ့ပါလိုက်ခဲ့ဟုတ်ဟဲ့အဲ့မိုးကလက်ကိုလွတ်လိုက်ဒီချိန်မှာကျုပ်စိတ်ရိုင်းနဲ့ဝေးနေတယ်နော်ခဏခဏပါပါလေငါရှင်သားလေးပါရဲ့တကြောင်မှနိုင်မလားကြားတယ်မိုးကလာမိုးကလိုက်ခဲ့ဒီငါနောက်လိုက်ခဲ့ဒီချိန်မှာဒီချိန်မှာနေငါလက်တော့ဆောရှောမခံနိုင်လာနေငါမလာအမေခဏနေကြောင်းဘုရားလိုက်ခင်ဗျာကျုပ်အိမ်ကိုပေါ့ညမောင်ကိုနေမြေရဲစခန်းကိုအကြောင်းကြားဟုတ်ကဲ့ခင်ဗျာကျုပ်ကလည်းယူပြီးကြောင်းတော့လိုက်ခဲ့ဟုတ်ကဲ့ဘောခင်ဗျာဘောလာကြမင်းရလိုက်တော့ငါပြက်လိုက်ရမလားဒီချိန်မှာကြောက်ပါမသိဘူးဒီမှာတချင်ညာကထဲမှာတနတ်ရှိတယ်လို့ကြောက်လိုက်ရမှာတနတ်ရှိတယ်သားမကြီးနဲ့
အမေစကားတော့မသားရဲ့အမေစကားတော့မသားမိုက်ခဲ့ဆိုးခဲ့တဲ့တန်းနေရဖို့ချိန်တမ်းပါပြီသားရဲ့ဆက်မနိုင်ပါနဲ့တော့အမေစကားတော့မသားရဲ့အမေတောက်ခွတော့ပါအမေလိုက်မလားနဲ့ဘလို့မလိုက်မလားကြားတယ်ကြောက်ပြလိုက်ပါနော်ဘလို့မလိုက်မလားကြားတယ်ထွေးမလူရဲ့အနေကဘဝလူရဲ့အနေချင်းတဲ့ဘဝကိုမခံနိုင်လို့လူတာဝယ်ပြအမေဘဝရှောက်ခဲ့ရတာပါအမေထွေးမရဲ့ဒီဘဝကိုရှောက်ပို့ခဲ့တဲ့လူတွေတဲ့ကောင်းပေါ်ပြီးတော့ပိုင်ပြခဲ့ရပါအမေဒါလေးမိတော့ချက်တဲ့အကောက်စုလေးဘေးတာထွေးမစစ်စစ်တော့ခံရပါလေအမေမချစ်နဲ့တော့အမေဒါလေးမောင်ရဲ့ငါစိတ်မကောင်းလိုက်တာပြင်မောင်ရဲ့လူမရောဖြစ်သွားပြီဒါလေးအမေရင်ကျိုးဒီစကားမျိုးမပြောပါနဲ့လားသားရဲ့ဒါလေးလူစိုးလူမိုက်ဘဝနဲ့ဆက်ပြီးရှင်းသားနေမယ်ဆိုရင်လူတွေအများကြီးသားလေးလက်နေအောင်ပါအခုလည်းကြည့်လေဟိုကမပိုင်ပြတော့လေဟာဒီမောစပယ်လေးကိုတာအားမယူကိုကျိုးလာတယ်တာဒူလာမမပြတော့ပါဘူးသားလေးကိုအမေဒီလိုပြင်းမြောက်ပြမခံနိုင်အရာမခံနိုင်ဘူးအဲ့ဒီမောစပယ်လေးဒီဘုတ်ကကြတဲ့အချက်ကိုကာခွေနဲ့မင်းနဲ့အမေလုံးလိုက်တာပါသားရဲ့ပါလီကျော်မပြုံးလို့ချက်တယ်ချက်ပွေးပြောအချက်နဲ့ကျူစားခဲ့ဒီမောင်ရဲ့ဒီဆောင်ရခွင့်ပြောလို့ကိုလိုပြမမမအောင်စိတ်မကောင်းလိုက်တာပြမောင်ရဲ့ဟာကိုလိုဘုစပယ်ကိုလိုပါပြမောင်အမေလုံးမောင်မေပြမောင်တားလေအခုလိုလက်လို့ဆိုရမယ်ဆိုအဆုံးရှုံးခါနာကိုလိုပါပြမောင်နေအားတင်းလာနော်သူကြီးပါအမေတားလေဘာမောင်ကိုဆောက်လိုက်တော့ကိုဘာမှမဖြစ်ဘူးနော်ဒီလားကိုဘာမှမဖြစ်ဘူးကိုဆောက်လိုက်တော့ကို
ဘာသိမပြောနဲ့စကားပြောနေတာလား တာချွတ်တောင်းခုမှနေ